ဒီသွေးဆုံးတဲ့ဖျားမလေးကတော့နေအောင်ကြီးကိုကြောက်ရွံ့ပါတယ်ဒါကြောင့်အပြင်မထွက်ခင်တိုင်းနေအောင်ကခရင်ကိုအလွာပေါင်းများစွာလိမ့်ချရပြီးနေအောင်ကဖြန်းဆေးတွေကိုလည်းအများကြီးဖြန်းရပါတယ်ပြီးတော့မှနေအောင်ကိုကောက်ွယ်ဖို့အုတ်ထုပ်နဲ့နေကမျက်မှန်ကိုတေချာတက်ဆင်ပြီးဝက်သွေးဝယ်ဖို့အတွက်အသားဆိုင်ကိုထွက်လာခဲ့တဲ့ဆိုင်ရှိကလက်ဆက်ဝက်သွေးတွေကိုမြင်လိုက်ရတော့မင်းမျိုးတယောက်သွားရည်မကြမိအောင်မနှဲထိန်ချုပ်ထားခဲ့ရတယ်သူဟာလူသားတွေသူ့ရဲ့ကိုအစ်စ်အမှန်ကိုမသိစေချင်တဲ့အတွက်လူသွေးစားဝက်တော့အေးဖို့ပဲတောက်သုံးပြီးနှစ်ပေါင်း900တိုင်အောင်အသက်ရှင်နေထိုင်ခဲ့တာပါဒါပေမဲ့သူ့ဘဝကတော့ဆင်းရဲနေသေးပါပဲရုတ်တရက်ဆိုသလိုပဲအိမ်ရှင်ကအိမ်ငါးကောက်ကိုသုံးစားတက်လိုက်တဲ့အတွက်အသက်900အရွယ်မှာပဲသူအလုပ်ထွက်လို့ဖို့ဖြစ်လာခဲ့တဲ့သူဟာသူ့ရဲ့မိတ်ကပ်ဆိုင်အတွက်ကြော်ညာစာရွက်တွေကိုဝေဖို့မြေအောက်ပူတာရုံဝင်ဝါမှာနေရာကောင်းရအောင်တခြားသူတွေနဲ့တောင်လူယူခဲ့ရတယ်နောက်ဆုံးတော့နေရာကောင်းရခဲ့ပေမဲ့ဖြတ်လာလုပ်နေတဲ့လူတွေကသူ့စာရွက်တွေကိုတစ်ချက်ကလေးတောင်လှည့်မကြည့်ခဲ့ကြပါဘူးအဲ့ဒီအချိန်မှာပဲဝန်9000တန်ပတ်စံတရွက်ကိုမြင်လိုက်ရလို့လမ်းတုံးအလောက်အထိအသေးအတန်လိုက်ကောက်ခဲ့ပေမဲ့တကယ်တမ်းတော့ကြော်ညာစာရွက်တရွက်သာဖြစ်နေခဲ့ပါတယ်သူဟာနှစ်ပေါင်း900တိုင်အောင်အသက်ရှင်ခဲ့တဲ့ဆွမ်းအားကြီးသွေးဆုံးတဲ့ဖျားမတယောက်ဖြစ်ပေမဲ့အခုထိစီရဲရင်းကနေမလွတ်သေးပါဘူးအိမ်ပြန်လမ်းမှာတော့မင်းမျိုးတယောက်ကောင်လေးတယောက်စီကနေရင်းနှီးနေတဲ့ရနက်တစ်ခုကိုရလိုက်တယ်အဲ့ဒီရနက်ကလွန်ခဲ့တဲ့နှစ်ပေါင်း900ကသူ့ရဲ့ချစ်သူစီကရနက်နဲ့တစ်ထပ်တည်းတူနေခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူ့ရဲ့မိတ်ကပ်ဆိုင်ကိုပထမဆုံးဒီတယောက်ရောက်လာခဲ့တယ်အဲ့ဒီလူကတော့မနေ့ကသူတွေ့ခဲ့တဲ့ကောင်လေးကောင်းမြတ်ပါပဲကောင်းမြတ်စီကရတဲ့ရနန်းကြောင့်သူကိုမထိန်ချုပ်နိုင်ဖြစ်မှာဆိုလို့နှာခေါင်းလေးကိုကွန်းစာတွေထိုးထည့်ပြီးမှမိတ်ကပ်လိမ့်ပေးခဲ့ရတယ်မင်းမျိုးရဲ့အလှပကိုမြင်ပြီးကောင်းမြတ်တယောက်စိတ်လှုပ်ရှားကစကားတွေမှပြောမိပါတော့တယ်သူ့ရဲ့ဦးကြောင်နိုင်တဲ့ပုံစံလေးကြောင့်မင်းမျိုးတယောက်ရေမောမိသွားတယ်ကောင်းမြတ်ရဲ့ရနန်းကိုထပ်မံရလိုက်တဲ့အခါမှာတော့သူဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကစစ်သူကိုပြန်လဲတတိယသွားပြစိတ်မထိန်နိုင်ပဲကောင်းမြတ်ရဲ့လေဘင်းကိုကိုက်ဖို့ပြင်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအင်ရှင်ကရုတ်တရက်ဝင်လာခဲ့တယ်မင်းမျိုးကဘာမှမဖြစ်သလိုဖန်ဆောင်နေအောင်မှာပဲကောင်းမြတ်ကအင်ရှင်ကိုအမေလို့ခေါ်လိုက်ပါတယ်အင်ရှင်ကသူ့သားနဲ့မင်းမျိုးအတူရှိနေတာကိုမြင်တော့ဒေါသတကြီးနဲ့ရန်ရှာဖို့ပြေးဝင်လာခဲ့တယ်ဒါပေမဲ့မင်းမျိုးကလက်ညှိုးတစ်ချောင်းနဲ့သူ့ကိုတားဆီးလိုက်နိုင်ခဲ့တယ်ဒီမြင်ကွင်းကိုကြည့်ပြီးကောင်းမြတ်တယောက်အံ့အားသင့်ကအကဲဖြတ်ပွဲသွားစရာရှိတယ်လို့အကြောင်းပြပြီးအញ្ញံဆုံးထွက်သွားခဲ့တဲ့အင်ရှင်ကသူ့သားနဲ့မပတ်သက်ဖို့အင်္ဂါကလျှော့ပေးမယ်လို့သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်တကယ်တော့မင်းမျိုးကကောင်းမြတ်ကိုစိတ်ဝင်စားနေတာမဟုတ်ပဲကောင်းမြတ်ကသာသူ့အလှမှာလုံးဝကိုနှမွန်းနေခဲ့တာပါသူကမင်းမျိုးကိုမင်းကကိုဘယ်လိုခံစားနေရလဲငါသိပါတယ်ငါ့ကိုနမ်းမှာလို့တောင်ပြောခဲ့တယ်မင်းမျိုးကသူ့ကိုလူထူးလူဆန်းတယောက်လိုချင်းပြီးရှောင်ဖယ်ဖို့စူးစမ်းပေမဲ့ကောင်းမြတ်ကသူ့အင်ဂျီကိုဆွဲပြီးရုတ်တရက်နမ်းလိုက်ပါတော့တယ်မင်းမျိုးတယောက်လုံးဝထိတ်လန့်သွားပြီးသူ့ကိုအချိန်ကြီးပြန်တွန်းထုတ်လိုက်နိုင်ခဲ့တယ်မင်းမျိုးတယောက်အရန်ကိုစိတ်ရှုပ်ထွေးသွားခဲ့တယ်ကောင်းမြတ်စီမှာသူ့ချစ်သူရဲ့ရနက်ရှိပေမဲ့သူကသူ့ချစ်သူရဲ့မျိုးဆက်လည်းမဟုတ်ရုပ်ချင်းလည်းမတူပါဘူးအင်ရှင်ကသူတို့နှစ်ယောက်အတူရှိနေတာကိုထပ်တွေ့သွားတဲ့အခါမှာတော့အပြစ်ပေးခံရမှာဆိုလို့မင်းမျိုးကကောင်းမြတ်ကိုသူ့ခန်းထဲကပြုတ်ဝက်ခန်းတစ်ခုထဲကိုခေါ်သွားခဲ့တယ်။ကောင်းမြတ်ရဲ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်တဲ့အခါမှာတော့သူ့နှလုံးသားကအရင်ကထပ်ပိုပြီးမြန်ခုန်လာခဲ့တယ်။နှစ်ပေါင်း900အသက်ရှင်ခဲ့တဲ့သွေးဆုံးတဲ့ဖျားမတယောက်ကလူသားကောင်လေးတယောက်ကိုပြတ်မိနေတာကြောင့်သူ့နှလုံးသားမှာတစ်ခုမားနေပြီလားလို့တောင်တန်တရားဝင်ခဲ့မိတယ်။နောက်တစ်နေ့မှာကောင်းမြတ်ကသူ့စီကိုထပ်ရောက်လာပြန်တယ်။မနေ့ကနန်းတဲ့အချိန်မှာမင်းမျိုးရဲ့ကိုကအရန်အေးဆက်နေတာကိုသတိထားမိတဲ့အတွက်အေးဘက်မှာဆိုးလို့ဆိုပြီးလက်ပူပေးအိတ်လေးတစ်ခုကိုရှက်တန်းနဲ့လာပေးခဲ့တယ်။သူ့ရဲ့ဂရုစိုက်မှုကိုမင်းမျိုးတယောက်ပြုံးပြီးကြည့်နေမိတဲ့ကောင်းမြတ်ဟာသူ့ချစ်သူရဲ့ဝင်စားသူဟုတ်မဟုတ်ကိုတေချာအောင်လုပ်ဖို့အတွက်မင်းမျိုးကသူ့ကိုစစ်ဖို့ဆေးရုံကိုခေါ်သွားခဲ့တယ်။သူနာပြုတ်ကိုတွေးဖို့ဖောက်ပေးဖို့တိတ်တဆိတ်တောင်းဆိုနေတော့မှပဲကောင်းမြတ်ကကြားသွားပြီးမင်းမျိုးရဲ့ပုံစံကထူးဆန်းနေတဲ့အတွက်သူ့ကိုသာဆရာဝန်နဲ့ပြတင်တယ်လို့အတင်းကျပ်ပြောပါတော့တယ်ဒါကြောင့်မင်းမျိုးတယောက်နောက်တနည်းကိုစဉ်းစားခဲ့ရတယ်။သူ့ရဲ့ချစ်သူဟာနော်ခဲ့တဲ့နှစ်ပေါင်း900ကအတော်ဆုံးတရုတ်ဆောင်တယောက်ဖြစ်ခဲ့တယ်တကယ်လို့ကောင်းမြတ်ဟာသူ့ချစ်သူရဲ့ဝင်စားသူအစ်စ်အမှန်ဆိုရင်တရုတ်ဆောင်ဆွဲရည်လည်းတူညီနေရမယ်လို့သူဆုံးဖြတ်လိုက်ပါတော့တယ်